အကောင်အတော့ကုသိုလ်အများရမှာမဟုတ်လားတဲ့ဆိုတော့ဒါမိဘကိုပတ်စံအကောင်မအပ်နဲ့ဆိုရက်ပို့အောင်မှာမှန်ထားတဲ့အငိမ့်ပေါ့နော်အဲ့တော့အကိုအတွေ့အကြုံကိုပြပြမယ်အကိုအသက်20အရွယ်တော့က21ပေါ့21လောက်တော့မလေးရှားမှာ4နှစ်လောက်ရှိပြီအဲ့တော့မုံရွာအကိုတယောက်နဲ့ခင်နေပေါ့နော်အလုပ်တူတူလုပ်ရနေသူပြောဘယ်လောက်ကြာပြီလဲ4နှစ်လို့4နှစ်ဆိုတော့အနေချင်းလေးစုမိပြီလားတဲ့ဆိုတော့မစုမိသေးဘူးလို့ကိုယ့်အတွက်ကိုလည်းမစုဘူးလို့ဆိုတော့ရသမျှအိမ်ကိုပေးတာပေါ့နော်ဘာလို့ဆိုတော့အဲ့တော့အကိုတော့မလေးရှားမှာအလုပ်လုပ်တာလူတိုင်းလို့ပေါ့နော်လာသာထွက်တာနဲ့လာသာစာအလီကန်ပြီးမြန်မာတိုင်းသွားတယ်မှတ်ပုံတင်နဲ့အဲ့လိုအမေတို့ဖေတို့လွှဲတယ်ပြီးဖုံးဆက်လိုက်တယ်ဘလောက်လွှဲတယ်ပြီးတပတ်လောက်ကအလုပ်ဘလောက်ပင်မမပင်မမပင်မန်းတယ်လို့ပဲဘလို့ကိုယ့်ရဲ့မိဘကိုပတ်စံနေအကုန်လုံးပေးရတဲ့ feeling ကနိုင်ငံခြားမှာအလုပ်လုပ်ပြီးလာသာထွက်တဲ့ရှင်ရသမျှသုံးပုံနှစ်ပုံလောက်ကိုပို့တာကွာသိရမလားတစ်ပုံလောက်ကအိမ်မိုးစားဖို့တောက်ဖို့ပါညာရှမ်းရတာပေါ့အဲ့လိုပို့တဲ့ feeling ကတကယ်ပို့ဘူးလို့ပဲသိတယ်အဲ့တော့ထားလိုက်ပါအဲ့ဒါတွေကအဲ့လိုပို့တယ်ပေါ့အဲ့တော့အဲ့ကိုကပြောတယ်ငါတဲ့6နှစ်ပြည့်တော့တဲ့သူ့အိမ်ကိုပြန်တယ်တဲ့နောက်မှဘာမှမရှိဘူးပေါ့နော် तू မလေးရှားကိုထွက်လာတော့ပုံစံအတိုင်းပဲစူတာဆောင်းတာလည်းဘာမှမရှိဘူး तू ကိုယ်တိုင်လည်းမစုခဲ့ဘူးလေ तू ကိုယ်တိုင်လည်းအဲ့လိုပဲပေးခဲ့တော့ तू ကကိုယ်ပြပြတယ်ဟိုကဖြစ်ရင်နဲ့မင်းငါစကားကိုမယုံဆိုတခါလို့ပြန်ကြည့်ပေါ့နော်မြန်မာနိုင်ငံပြန်ကြည့်လိုက်အဲ့ကြမှာကိုယ့်အိမ်ကဘလို့လဲစုထားလားမစုထားဘူးလားသိရအောင်ပြန်ကြည့်ဒါမှကိုယ့်ကိုစုရမယ်ဆိုတော့သိလိမ့်မယ်ပေါ့ငါလည်းအခုအဲ့လိုစုပြီပေါ့ဘာဖြစ်လဲဆိုတော့နောက်မှသူ့မိဘတွေလည်းသုံးဖြုံးနေမှာမဟုတ်ဘူးနှလုံးကြီးချဲတွေထိုးနေတာလည်းမဟုတ်ဘူးဒါပေမဲ့အဲ့လိုပေါ့ပတ်စံမစီမံတတ်တာပေါ့ကွာနှစ်ကလည်းသိရမလားအခုဒီမဲ့ကုန်စည်နှုန်းတွေဘယ်လောက်တက်နေလဲအဲ့လိုပဲဟိုတော့လည်းတစ်နှစ်သူကလည်းသူကုန်စည်နှုန်းတွေတက်လာတာပဲလေပြီးตาကြီးနာကြီးသိရမလားလူကြီးတန်းကြီးဘာညာနဲ့ဆိုကုန်တာ哦အဲ့တော့ပတ်စံတွေကမစီမံတတ်ဘူးဆိုတော့မိဘတွေလည်းအပြစ်တပြောလို့မရအောင်အဲ့တော့အဲ့အချိန်မှာအဲ့ကိုကိုပြောတယ်ကွာနားမှုစိတ်ဝင်စားကျွန်တော်ကမှအသက်21ပဲရှိသေးတယ်ကျွန်တော်အများကြီးလုပ်ပေးလို့ရသေးတယ်ဆိုပြီးတော့အဲ့လိုပဲပို့9နှစ်လောက်နေမှပြန်တဲ့အချိန်မှာအဲ့နောက်ပိုင်းမှာပတ်စံမစုထားတော့သဘောပေါက်သွားအဲ့ကိုရဲ့စကားသူပြောတယ်လေဟိုအားတဲ့တခုခုမင်းဥမာနဲ့မင်းနိုင်ငံခြားမှာနေတယ်6လောက်ကျိုးသွားတာလို့ဖြစ်လက်ကျိုးသွားတာလို့ပြန်သွားပြီမင်းလည်းပတ်စံမရှိဘာမှလုပ်ရမှာမဟုတ်ဘူးတဲ့နောက်ပိုင်းကစုထားတာရှိရင်တော့ကောင်းတာပေါ့တဲ့ဆိုတော့တငယ်ချင်းတယောက်ကအဲ့လိုပဲ9နှစ်သူ့အိမ်ကိုပို့တယ်မတော်တဆဆိုင်ကယ်နဲ့ကားနဲ့ဟိုကတိုက်မိပြီးတော့သူ6လောက်ညှက်ယူ2ချောင်းလုံးကျိုးသွားတဲ့အချိန်မှာမြန်မာနိုင်ငံပြန်သွားရတယ်ဒါပေမဲ့စေးရုံတက်ဖို့တော့ပတ်စံအနိုင်နိုင်အဲ့လိုပုံစံမျိုးမရှိဘူးနောက်မှလည်းမစုထားအောင်အဲ့အခုဒီကောင်ပဲရောက်နေလဲဆိုအခုထိုင်းမှာဆောက်လို့ရမှာလုံတယ်စတူဒီယိုကြီးထည့်ထားတဲ့ကောင်လွန်ခဲ့တဲ့ဒါကြာပါပြီလွန်ခဲ့တဲ့7နှစ်လောက်ကပေါ့အဲ့တော့အဲ့လိုပေါ့နော်ဒါအကိုတို့တွေ့ကြုံလာရတဲ့ဟာလေအဲ့တော့ကိုယ်လည်းအခုအကိုကနေပြောနေတယ်လို့ပဲပတ်စံကိုစုဥပမာပတ်စံထားပါ3သိန်းရတယ်ဆိုရင်ပြည့်ရမလားအိမ်ကို4000လောက်ပေးကိုတော့ကတည်မလား3000လောက်စုကျန်တဲ့3000လောက်ကဒါအသုံးစိတ်ဘာညာခြံထားပေါ့အဲ့လိုပုံစံမျိုးမိဘလုံးဝမပေးခိုင်းတာမဟုတ်ဘူးအဲ့တော့အကိုပြောသလိုပဲအဲ့လိုပတ်စံကိုအကောင်အပ်တယ်ဆိုတော့အကျင့်အကိုတို့ရှိခဲ့ပြီးသွားပြီအကိုတို့အပ်ခဲ့ပြီးသွားပြီသိလားအကိုတို့ငယ်တော့ညီမလိုပဲအဲ့လိုပဲတွေးတာအကောင်အပ်တယ်ရောင်းမြအပ်တယ်ငါရှာသမျှငါမိဘတော့ပဲငါမိဘငါ့ကိုမွေးထားတာအဲ့ဒါကြီးအကိုတို့ဘဝကိုကဲတင်တာမဟုတ်ဘူးမိဘတွေဘဝကိုလည်းကဲတင်တာမဟုတ်ဘူးအကောင်လုံးဒုက္ခတွေရောက်တာအဲ့လိုအတွေးရှိရင်စုတက်ဆောင်တက်တဲ့မိဘဆိုတာနဲတယ်ကွာမြန်မာပြည်မှာသိရမလားနှလုံးကြီးကိုတို့ဖိမိဆိုတော့နှလုံးကြီးပဲထိုးတာမဟုတ်ဘူးဒါပေမဲ့အဲ့လိုမစီမံတတ်တော့သူတို့လည်းမစုဘူးကိုလည်းမစုဘူးဆိုသူတို့ယောဂဖြစ်တာပဲဖြစ်ဖြစ်ကိုယောဂဖြစ်တာပဲဖြစ်ဖြစ်တခုခုဆိုလစ်ပြီးအမှထိုင်ကြည့်နေအောင်ပဲညီမစဉ်းစားကြည့်ညီမပတ်စံမရှိဘူးဆိုရင်ညီမမိဘတွေယောဂတခုခုအသေးအတန်ဖြစ်မယ်ညီမစုတာဆောင်းတာမရှိဘူးစေးရုံမှာတင်ထားရတယ်ကတဲ့ပေါ်မှာညီမပတ်စံမရှိဘူးလိုက်ရှိပေါ့တငယ်ချင်းတွေစီဆွေမျိုးတွေစီရှိလို့မရဘူးမလားအတိုင်းထိုင်ကြည့်နေမိဘခံစားနေရအတိုင်းထိုင်ကြည့်အဲ့ဒါတွေညီမပတ်စံမရှိဘဲနဲ့ကျမ်းမာရေးဖြစ်လာတဲ့အချိန်ကျသိလိမ့်မယ်ပတ်စံရှိတဲ့လူတွေကတော့ဒါနားမလို့ပေါ့ကွာသိရမလားဒီကဟိုပါပေါ့ပျော်ရွှင်မှုဘာညာပေါ့ဒီလိုပေါ့ပတ်စံရှိတဲ့လူတွေတော့ကတော့ကြိုက်တဲ့အချိန်ထဖြစ်လေအဆင်ပြေတယ်ပတ်စံမရှိတဲ့လူတွေကတကယ်ကျမ်းမာရေးဖြစ်လာတဲ့အချိန်ကျအရန်သိတာတယ်နောက်ပြီးတော့ပတ်စံစုတဲ့အတွက်ဘာမှမှားသွားတာမရှိဘူးမိဘကိုလည်းပတ်စံပေးတဲ့လောက်ပေးတယ်ကို့အတွက်လည်းစုတယ်ဆိုတာဒါမိဘစော်ကားတယ်လို့မခေါ်ဘူးညီမတို့အတွေးတွေကဘယ်လိုလဲတော့မသိဘူးပေါ့နော်ငယ်သေးလို့ပဲထင်မှာအကိုလိုပဲအကိုအသက်
21နှစ်တောင်ကတွေးခဲ့တဲ့အတွေးလိုပဲပတ်စံအကုန်အပ်တယ်ဆိုတော့အတွေးအပ်ခဲ့ဘူးတာဗောအကိုတို့အဲ့လိုဘွားကြီးကြုံခဲ့ဘူးတာဗောမိဘကိုပေးလိုက်တယ်ပြီးရင်ပျော်မြူးနေတာတစ်ဖက်10ရက်အလုပ်ဘလောက်ပင်မဲ့ဟိုမှာမဖြစ်ဘူးအစ်မဘယ်လိုပြောမလဲမပင်မဘူးလို့ပဲစိတ်တွေကခံစားရတယ်ငါမိဘကငါပေးလိုက်ပြီပတ်စံဒီအများကြီးပျော်နေတာဒီလောက်ပဲနောက်မှစုတိတ်ကောင်းနေတော့မရှိဘူးဒါပေမဲ့လုံးဝမစုထားတာကြတော့ကိုပြန်နေရှင်ကအစမပြေဘူးလေအဲ့ချိန်မှာတခုတယောက်ကျမ်းမာရေးဖြစ်သွားမယ်ဆိုရင်ဘယ်လိုလုပ်မလဲအကိုတို့ကလည်းအသက်ကြီးလာတယ်လို့မိဘတွေလည်းအသက်ကြီးလာအကိုတို့တစ်နှစ်ကြီးလေမိဘတွေလည်းတစ်နှစ်ကြီးလေပဲဒီလိုပဲသွားနေတာဆိုတော့ကိုမှစုထားဆောင်းထားတာရှိမှတကယ်အရေးကြုံလာတဲ့အချိန်ကျအဖြည့်ရှင်းနိုင်မှာအဲ့ဒါမလို့မိဘကလည်းပေးတဲ့လောက်ပေးကို့အတွက်လည်းစုလို့ပြောတာဒါတွေကတကယ်ဘဝရလက်တွေ့ကြကြကင်ထုတ်နေတဲ့ကောင်တွေပဲသိတယ်ညီမတို့ငယ်သေးလို့မသိတာပါဒါတွေကတကယ်ကြုံသွားတဲ့အချိန်ကျရင်သိပါလိမ့်မယ်တကယ်ငွေကြီးနဲ့ဒိတ်ကြုံတဲ့အချိန်ကျရင်သိလိမ့်မယ်နော်အဲ့တော့ငယ်သေးလို့နောက်ကျသိလာလိမ့်မယ်အဲ့ဒါပြန်ရှင်းပြတာပေါ့နော်ကလေးတွေဆိုတော့မသိဘူးလေ